2020 ခုနှစ်စက်တင်ဘာလနေ့တဖွဲကြာနေတဲ့အချိန်တောင်ကိုရီးယားနိုင်ငံရဲ့အထူးတပ်ဖွဲ့ဝင်စစ်သားတွေကအစာအုပ်တစ်ခုကိုပြစ်မှတ်ထားပြီးလက်နက်အပြည့်စုံနဲ့ဝင်ရနေကြပါတယ်။မြေပြင်အနေထားအရနေ့အပြည့်ဖုံးလွှမ်းနေတဲ့ဒဇပြင်ပမာအလောင်းကောင်တွေလူနဲ့မတူတဲ့အရာဝတ္ထုတွေအပြင်တက်ရှိအရာဝတ္ထုတချို့ကပါလှုပ်လှုပ်ရှားရှားရှိနေကြပါတယ်။အဲ့ဒီအချိန်လူလို့သတ်မှတ်လို့ရတဲ့တက်ရှိတစ်ယောက်ကအထူးတပ်ဖွဲ့ဝင်တွေတားဆီးမိန်ပေးနေတဲ့ကြားကရှေ့ကိုတလန်းချင်းချီတက်လာနေပါတယ်။တလန်းချင်းတက်လာတဲ့ထိုးလူကိုပြစ်တော့ဆိုတဲ့အမိန့်ရလာတဲ့တပ်ဖွဲ့ဝင်တွေကကြည်အပြည့်နဲ့ဒရဇက်စတင်ပစ်ခတ်ပါတော့တယ်။အနည်းဆုံးအမောင်တူဖြစ်ရင်တော့အမေးမိန်ဆုံးအလင်းရောင်ထဲမှာပျောက်ကွယ်သွားနိုင်ပါတယ်။ဒီဇလန်ကတော့နေနှင်းစပွဲမကောင်းတဲ့လောကကြီးထဲမှာရှင်သန်ဖို့ထက်ရှင်သန်ရမယ့်အကြောင်းရင်းကိုရှာဖွေနေကြတဲ့လူတချို့ရဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေမဖြစ်ခင်တလအလို2020ခုနှစ်ဩဂုတ်လလူငယ်တယောက်ဟာလက်ထဲကမော်နီတာတစ်လုံးကိုကင်ဆောင်ပြီးစိတ်မပါလက်မပါနဲ့ရှေ့ကိုလမ်းလျှောက်လာပါတယ်။အဲ့ဒီအချိန်မျက်ရည်စက်ကနေလွန်းထွက်လာတဲ့တန်ချောင်းကသူ့ရှေ့ကနေဖြတ်ပြီးဆိုင်းဘုတ်တစ်ခုကိုဝင်ဆိုင်ပါတယ်။ရုတ်တရက်လန်သွားပေမဲ့ဘေးနားကရောက်လာတဲ့တန်ရှိသမားကသူ့ကြောင့်ဖြစ်တာမလို့တောင်းပန်လိုက်ပါတယ်။တကယ်တော့သူဟာဒီအဆောက်အဦကလုံခြုံရေးသမားဖြစ်ပြီးဒီကလူတွေကအစီခံလို့သဘောထားတဲ့အတွက်အစားအရာသူပဲလုံပေးနေရကြောင်းပြောကဘသူလဲဘဲကလဲဘာလို့ဒီကိုရောက်လာရလဲဆိုပြီးဆက်ဆူနေပါတယ်။အဲ့ဒီအချိန်အဲ့ဒီနေရာမှာပဲထိုးလူငယ်ကညာစင်းရောက်အင်ယာကိုပြောင်းလာတဲ့ကျောင်းသားတယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ချောင်းဝန်းစုလို့ခေါ်တဲ့ဒီလူငယ်ကအခန်းတစ်ခုရဲ့တောင်းမှာတယောက်တည်းအထီးကျန်စွာထိုင်နေပြီးအပြင်ကနေဓာတ်ရိုက်ဝင်လာတဲ့နေရောင်ကိုကြည့်ကတက်တင်ရင်ကောင်းမလားဆိုပြီးတွေးနေပါတယ်။ဒီလိုနဲ့အခန်းထဲကနေထွက်လာပြီးလေးလွာကနေခုံချဖို့ဟန်ပြင်းနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီအဆောက်အဦရဲ့တာဝန်ခံကအလုတ်ချိန်မှာအိပ်ပျော်နေတဲ့လုံခြုံရေးဦးလေးကြီးကိုနှိုးလိုက်ပြီးသူ့စီကိုတန်ကြားစာတွေရောက်လာတဲ့အတွက်အလုတ်ချိန်မှာအိပ်မနေဘူးလာပြောပါတယ်။အဲ့ဒီနောက်အခန်းထဲကအိပ်ရာကိုလည်းအပြင်ကိုထုတ်ခိုင်းနေပြီးပြောတာကိုနားမလည်ပဲဦးကြောင်လုံနေတဲ့လုံခြုံရေးဦးလေးကြီးကိုစူပူပြီးထွက်သွားပါတော့တယ်။ဘေးနားကနေထိုအဖြစ်အပျက်တွေကိုအစာဆုံးမြင်လိုက်ရတဲ့အမျိုးသမီးတယောက်ဟာတာဝန်ခံကိုရိုင်းဆိုင်လိုက်တာလို့ရေယူရင်းထိုသူကဇာရိတာမကောင်းလို့ဒီလိုတွေလုပ်နေခဲ့ရလို့ပြောကလုံခြုံရေးဦးလေးကြီးကိုနှစ်သိမ့်ပေးနေပါတယ်။သူမှလည်းအရင်ကဂန်ထဲမှာနေထိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီကလုံခြုံရေးတွေကအခန်းထဲမှာအိပ်ရမရှိဘူးလို့ပညာသားပါပြောနေပြန်ပါတယ်။အဲ့ဒီနောက်တယောက်ကသူမစီကိုငါးတွေပို့လိုက်ပြီးငပုတ်တင်မဟုတ်ရင်မစားတတ်တဲ့သူမအတွက်အပူဖြစ်နေတာကြောင့်ဦးလေးကြီးအတွက်လို့ဆိုခါပုံးလိုက်ရေးထားသွားပါတော့တယ်။မပြန်ခင်မှာလည်း no please or please ဆိုတဲ့လူနားမလဲတဲ့စကားကိုပြောကခက်တီတီနဲ့လက်ထွက်သွားပါတယ်။ဒီနေရာမှာပြောချင်တာက no please or please ဆိုတာပြင်သစ် Indian face တစ်ခုဖြစ်ပြီးလူတစ်ယောက်ကအစင်တန်းမြင့်အာနာရှိချမ်းသာနေပြီဆိုရင်သူကအားနည်းတဲ့သူတွေကိုကူညီပေးဖို့တာဝန်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာဖြစ်ပါတယ်။ဒီလိုနဲ့လုံခြုံရေးဦးလေးကြီးလည်းကျေးဇူးတွေဇွတ်တင်နေပြီးကြံနေခဲ့ပါတော့တယ်။ထားခဲ့တဲ့ငါးဘုံကိုကြည့်လိုက်တဲ့အခါမှာတော့ပုတ်ပွားနေတဲ့ငါးတွေကိုတွေးလိုက်ရပြီးအနက်မခံနိုင်ပဲဖြစ်ခါနှာခေါင်းကသွေးတွေကလည်းငါးဘုံပေါ်ကိုတစ်စက်စက်စီးကြလာပါတော့တယ်။လေးလွာကနေခုံချဖို့လုပ်နေတဲ့ဟွန်းစုတယောက်ဘေးအခန်းကကောင်မလေးတယောက်ဘဲလေးကနေတာကိုမြင်ပြီးမျက်စိတွေကြွကြမတက်ကြည့်နေခဲ့ပါတယ်။ဖနက်ကိုတိတ်နဲ့ပတ်ပြီးကနေတဲ့အဲ့ဒီကောင်မလေးကကျမ်းမြင်ကပီကေကိုနင်းမိပြီးသူ့ဟာသူတက်သေးတော့မဲ့ဟွန်းစုကိုပြဿနာရှာနေပါတယ်။အဲ့ဒီနောက်ဆေးလိပ်တောက်ဖို့အပေါ်ညှိနေပြီးဘာမှမပြောဘဲထွက်သွားတော့မဲ့ဟွန်းစုကိုအပေကန်လားလို့မင်းနေပြန်ပါတယ်။ရုပ်ချောရင်အပေကန်မဖြစ်နိုင်ပဲခတ်တုံးလုံးကောင်လားလို့ပြောကတေးချင်းတခြားနေရာမှာသွားတည်ဖို့နဲ့ဒီနေရာကလူတွေကိုစိတ်တော့ကရောက်အောင်မလုပ်ဖို့ရုပ်တီကြီးနဲ့ပြောနေပြန်ပါတယ်။ဒီလိုနဲ့တေးချင်းတာတောင်အေးစိမတည်ရတဲ့ဟွန်းစုလည်းစိတ်ညစ်ညစ်နဲ့အခန်းစီကိုပြန်လာလိုက်ပါတော့တယ်။အခန်းရှိမှာတော့လုံခြုံရေးဦးလေးကြီးကတခုခုမူမမှန်ပဲဟွန်းစုရဲ့အခန်းထဲကိုချောင်းကြည့်နေပါတယ်။အပြင်ကပြန်လာတဲ့ဟွန်းစုကအဲ့ဒါကိုတွေးပြီးဘာလို့နေတာလဲလို့မေးတော့နေထိုင်ကြောင်းအချက်လက်တွေဖြစ်ရအောင်မှမို့လာတတိပေးကြောင်းပြောပါတယ်။ဟွန်းစုကနောက်မှလာခဲ့မယ်ဆိုပြီးအခန်းတကားကိုပိတ်ဖို့အလုပ်ဦးလေးကြီးကတကားကိုလက်နဲ့အတင်းဆွဲထားလိုက်ပြီးခုနကကိစ္စအတွက်တောင်းပန်ပါရဲ့လို့ပြောကအချွေပလင်းတစ်ခုကိုပေးပြီးတကားကိုအတင်းဆွဲထားပြန်ပါတယ်။ဟွန်းစုလည်းစိတ်ပြက်လက်ပြက်နဲ့အချွေပလင်းကိုပြစ်ချကအပြင်ကိုချောင်းနေပြန်ပါတယ်။ဒီလိုနဲ့အပြင်ကနေမပြန်သေးပဲချောင်းနေတဲ့ဦးလေးကြီးကြောင့်ဟွန်းစုတယောက်လန့်နေခဲ့ပါပြီ။အဲ့ဒီနောက်ဦးလေးကြီးလည်းဘေးကနေဆူဆူညံ့ညံ့နဲ့ဖြတ်သွားတဲ့အမျိုးသမီးနောက်ကိုထက်လိုက်သွားပြန်ပါတယ်။အခန်းတစ်ခန်းမှာတော့အမျိုးသမီးတယောက်ဟာဆေးလိပ်ကိုပါဇက်ကနေကိုက်ခါသူ့ရဲ့တငယ်ချင်းဖြစ်သူကိုဖုံးခေါ်ပြီးဂီတာမှန်ကန်တီးပြနေပါတယ်။အခုကအစမ်းလေးကျနေတာဖြစ်ပြီးငွေပုံဝင်တဲ့အချိန်ပိုင်းအလုံးမှာဒီပညာတွေကိုလက်တွေ့အသုံးချရမယ်လို့ပြောနေပါတယ်။အဲ့ဒီနောက်အလုပ်စီကိုထွက်လာခဲ့လိုက်ပြီးအောက်ကိုဆင်းမွန်ဓာတ်လေကားမှာစောင့်နေတော့ကလေးတွန်းလဲလေးနဲ့အမျိုးသမီးတယောက်ရောက်လာခဲ့ပါတယ်။အခုမှဒီမြေဒီရေကိုအခြေချသူဖြစ်တာကြောင့်မိဖွဲဖို့အပြန်အလှန်နှုတ်ဆက်နေကြရင်အတန်ကျဲသွားတာကြောင့်အဘေဖြစ်သူကတွန်းလဲတဲ့ကသူ့ကလေးကိုမလန့်သွားဖို့မိခင်ပီပီချော့နေပါတယ်။သူမှလည်းတောင်းပန်နေပြီးတွန်းလဲတဲ့ကကလေးကိုဂုံးကြည့်လိုက်တဲ့အချိန်ဘာမှမရှိပဲဖြစ်နေပြီးအမေဖြစ်သူရဲ့မလာဘူးလားဆိုတဲ့စကားကိုအောင်တက်တက်နဲ့သာပြန်ဖြေလိုက်ရပါတယ်။ဒီလိုနဲ့အောက်ကိုအတူဆင်းဖို့ကိုလည်းအကြောင်းပြချက်အမျိုးမျိုးပေးပြီးနေရာမှာနေရခဲ့ပါတော့တယ်။အဲ့ဒါတွေကိုဘေးနားကနေမြင်လိုက်တဲ့လူတစ်ယောက်ကအတော်ကြီးကလူကောင်းဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ကသမီးဖြစ်သူဆုံးသွားတာကြောင့်အခုလိုဖြစ်နေကြောင်းပြောပြပါတယ်။အဲ့ဒီနောက်ဖျားသခင်ရဲ့အလိုတိုင်းပဲလို့ဆိုကသူ့နာမည်ကကြောင်ကျုံဝန်းဆိုပြီးစတင်မိတ်ဆက်နေပါတယ်။ရဲရဲမောမောနဲ့ပဲမင်းကလေးကသူမနာမည်ကယွန်းကြည်စုဖြစ်ကြောင်းပြောကသူမလက်ကဆေးလိမ့်နဲ့ဆွဲနေလို့လက်ဆွဲပြီးနှုတ်ဆက်လို့မရကြောင်းအာနာနာနဲ့ပြောနေရပြန်ပါတယ်။ဓာတ်လေကားထဲမှာလည်းဆရာကြီးကျယ်ဝန်းကအကွက်တွေရှုနေပြန်ပါတယ်။ဒီလိုနဲ့ဓာတ်လေကားထဲကအထွက်ကျယ်ဝန်းတယောက်လူတစ်ယောက်နဲ့တိုက်မိပြန်ပါတယ်။အဲ့ဒီလူရဲ့မျက်နှာမှာမီးလောင်ထားတဲ့အမာရုပ်တစ်ခုရှိနေပြီးဘာကူမှဂယုမဆိုင်သလိုပြုတ်မှုနေတဲ့အတွက်ကျယ်ဝန်းတယောက်လည်းကြောင်ပြီးကြံရစ်နေခဲ့ပါတော့တယ်။
အင်အွန်ယူတယောက်ကဒဏ်ရာရနေတဲ့သူ့ခြေထောက်ကိုကြည့်နေပြီးတင်တန်းကြီးပေးဖို့အခန်းထဲဝင်လာတဲ့အကိုဖြစ်သူအင်အွန်ယောကိုထုံးစံအတိုင်းစကားကိုဘူးကလန့်နေပြောပြီးအခန်းထဲကနေထွက်သွားပါတော့တယ်။တစ်ဖက်ကလူမကြီးဆန်းဦးကလည်း TV အစီအစဉ်တစ်ခုကိုကြည့်ပြီးခောက်ဆွဲပြုတ်စားနေပါတယ်။ဆေးလိပ်ကိုဖွာနေရင်တကူလုံးတိတ်နဲ့ပတ်ခံထားရတဲ့အောက်ကလူကိုအစင်းသင့်ပြင်ထားလို့ပြောပါတယ်။အဲ့ဒီနောက်ဗဇက်ကတစ်ကိုခွာလိုက်ပြီးသူသိကျင်တဲ့အကြောင်းတွေကိုဓာတ်ပုံတစ်ပုံပြပြီးမေးပါတော့တယ်။အဲ့ဒီနောက်မတိဘူးလို့ညှင်းဆန်နေတဲ့ထိုလူရဲ့ပါဇက်ထဲတောင်းနေတဲ့ဆေးလိပ်တို့ကိုထည့်ကမျက်နှာကိုအားရပါရညှစ်ထားလိုက်ပါတော့တယ်။ဟွန်းစုတယောက်ခေါက်ဆွဲပြုတ်တွေကိုအန်ထွက်တီအထိစားနေပါတယ်။စိတ်ပြက်လက်ပြက်နဲ့ထိုင်နေတော့သူ့စီကိုပြန်လည်ဆန်းသက်တဲ့ကဘာအတွက်စမ်းသက်သူအဖြစ်ရွေးချယ်ခံရကြောင်းသူစော့နေတဲ့ဂိမ်းစီကနေစာဝင်လာပါတယ်။တွေးဆောင်ပွဲကိုလည်းဖိတ်ကြားခံရပြီးဟွန်းစုတယောက်ကတော့ပြက်ကရင်ကိုကြည့်ကအဲ့ဒီနေ့မှာပဲကိုအဆုံးစီရင်ဖို့ပလန်ချနေပါတယ်။အိုးယူကတော့သူဆေးလေးတောက်နေကြအပေါ်တက်ကိုတောက်ခတ်ပိတ်ထားတာကြောင့်ဒေါပွားနေပါတယ်။ဘေးနာကဝေယန္နာမှာလည်းဆန်းဦးရှိနေပြီးဆန်းဦးကိုလူမိုက်နဲ့တူတယ်ဆိုပြီးသွားပြောပါတယ်။ဆန်းဦးလည်းကျောင်းသူအရွယ်မလို့ကျောင်းသွားလို့ပြောတော့အိုးယူကကျောင်းကိုမီးရှို့လိုက်လို့ကျောင်းထုတ်ခံရကြောင်းဂုဏ်ယူဝင်ကြွားတာပြောနေပါတယ်ဒီလိုနဲ့လူမကြီးဆန်းဦးနဲ့ဒတိုင်းလုံးရဲ့အော်ဂျောလန်အုံးယူတို့အဲ့ဒီနေရာမှာပဲစတင်တွေ့ဆုံခဲ့ကြပြီးဖြစ်ပါတယ်နေရောညပါဂိမ်းဆော့နေတဲ့ဟွန်းစုကတော့ကိုအမြဲတမ်းတက်သေးဖို့ပဲတွေးနေခဲ့ပါတယ်အခုလဲဂိမ်းဆော့နေပြီးဘေးကန်းကကြောင်ချစ်ပုတ်ကိုမမတယောက်ရဲ့စူးစူးညံ့ညံ့အတန်တွေကြောင့်စိတ်အနှောက်အယှက်ဖြစ်နေပြန်ပါတယ်မိသားစုတစ်ခုလုံးကားအစီးတန်းဖြစ်ပြီးအသက်မသေးပဲကြံနေခဲ့တဲ့ဟွန်းစုကိုကျောင်းရဂရုချက်ထဲကလူတွေကဝိုင်းပြီးထိုးနှက်နေကြပါတယ်ဒီအရာတွေကိုအသားကျနေပြီဖြစ်တဲ့ဟွန်းစုလည်းဘာမှပြန်မပြောပဲအိတ်နေလိုက်ပါတယ်ခဏအကြာမှတော့တစုံတစ်ယောက်ကလုံခြုံရေးမရှိလို့အခန်းပြင်မှာပါဆယ်ဘုံတွေချခဲ့ကြောင်းစာပို့လာပါတယ်သူလည်းထွက်ယူလိုက်ပေမဲ့ပါဆယ်ဘုံကိုဖောက်ထားတာကြောင့်အမိုက်တွေလောက်ကိုလိုက်ရင်းကျောင်းကိုခေါင်းဖြတ်ပြီးတွေးအလိမ့်လိမ့်ပေးနေတဲ့လက်ကိုတွေ့ကကြောက်ပြီးအခန်းထဲကိုထွက်ပြေးပါတယ်အခန်းရှိမှလည်းအမျိုးသမီးတစ်ယောက်ကအကူအညီတောင်းနေပါတယ်အဲ့ဒါကြောင့်ဟွန်းစုတစ်ယောက်လည်းကရုံကရင်နဲ့ရဲကိုခေါ်ပေးမယ်ဆိုပြီးဖုန်းဆက်နေပါတယ်အရေးအကြောင်းဆိုဖုန်းကလည်းဆက်မရဖြစ်နေပြီးမတင်ကားတဲ့ဟွန်းစုကအမျိုးသမီးရဲ့လက်တွေကိုပြခိုင်းပါတယ်ချက်ချင်းဆိုသလိုပဲမျက်လုံးထဲကသွေးကြောတွေထောင်တက်လာပြီးနှာခေါင်းသွေးတွေထွက်ခါစတင်အော်ဟစ်တောင်းကြမှာတော့တယ်အမျိုးသမီးထွက်သွားတော့ဟွန်းစုလည်းတိုးတချောင်းကိုယူကနောက်ကနေလိုက်ပါတယ်တနေရာရောက်တော့ကျမ်းမြင့်မော်ကသွေးတွေနဲ့ဆန်းဦးကိုသာတွေးလိုက်ပြီးအမျိုးသမီးကိုတွေးလိုက်သေးလားလို့မေးကတတိလစ်ပြီးလဲကျသွားပါတော့တယ်ဂီတာတီးနေတဲ့ဂျီစုစီကိုလည်းထိုအမျိုးသမီးရောက်လာပြန်ပါတယ်ဂျီစုကတော့ဘာမှမသိသေးပဲအိုးမလုံးအုံပွင့်ဖြစ်ခါဇွတ်တောင်းမှန်နေပါတယ်အဲ့ဒီနောက်လူနဲ့မတူတဲ့အမျိုးသမီးရဲ့မျက်နှာကိုမြင်ပြီးထိတ်လန့်နေပါတော့တယ်ဘေးနာကဘေ့စ်ဘောထုတ်တံကိုကောက်ကန်လိုက်ပြီးတကားကိုထုနေတဲ့အရာစီတလန်းချင်းလျှောက်လာနေကရုတ်တရက်ပေါ်လာတဲ့မျက်နှာကြောင့်လန့်ပြီးអော်လိုက်ပါတော့တယ်တစ်ဖက်ကဒေါက်တာလောင်းလေးအွန်ဟော့ကအလုံးမသွားခင်ညီမဖြစ်သူကိုမှားစရာရှိတာတွေမှနေပါတယ်ပြန်လာလို့အိမ်မှာမရှိရင်လူပြောက်တိုင်ပဲဆိုပြီးပြောနေတဲ့အကိုဖြစ်သူကိုဦးယူတယောက်ကတော့မွန်းကျက်လိုက်တာဆိုပြီးသာပြောနေပါတယ်အောက်ကိုဆင်းမို့ဓာတ်လီကစောင့်နေတဲ့အွန်ဟော့လည်းပြင်ဆင်နေသည်ဆိုတဲ့စာကိုမြင်ပြီးစိတ်ပြက်လက်ပြက်နဲ့လှေကားစီထွက်သွားပါတော့တယ်ဂျီစုကတော့သူမမြင်ခဲ့သမျှကြားခဲ့သမျှကိုဆန်းဦးကိုပြောပြနေပါတယ်မျက်နှာမှာသွေးအပြည့်နဲ့အမျိုးသမီးတယောက်ကတကားကိုတဒုံဒုံထုနေပြီးဘေးနာကကွဲနေတဲ့ပြတင်းပေါက်ကိုကြည့်ကအဲ့ဒီကနေခုံချသွားတာမဟုတ်တော့ဘူးလားလို့ဆန်းဦးကိုပြောနေပါတယ်ဆန်းဦးကတကားကိုလက်သီးနဲ့ထိုးလိုက်ပြီးတကားကိုခောက်ရုံနဲ့မဟုတ်ပဲဝင်တိုက်သွားကြောင်းပြောပါတယ်အဆောက်အဦရဲ့အောက်ဆုံးတက်မှာတော့အပြင်ထွက်ဖို့တကားပိတ်ထားတဲ့အတွက်အောက်မှာရှိတဲ့လူတွေအကုန်ကြောင်ပြောင်နေကြပါတယ်ဖုန်းတွေလည်းဆက်မရပဲအင်တာနက်လိုင်းတွေအကုန်ဖြတ်တောက်ခံထားရပါတယ်အုပ်ချုပ်ရေးမှုရုံးခန်းကိုလည်းအပြင်ကနေတောက်ခတ်ထားခဲ့ပြီးမိသက်သမားစောကြီးကြောင်ကတော့တကားကိုကန်ပြီးဖွင့်နေခဲ့ပါတယ်ဘေးနာကလူတွေကလည်းပျက်စီးသွားရင်သူတို့ပဲအိတ်ဆိုင်ပြီးပြင်ရမှာဖြစ်လို့မလို့ဖို့ကိုတားနေကြပါတယ်အဲ့ဒီအချိန်အုံညော့ရောက်လာပြီးခတ်ထားတဲ့တော့ကိုမိသက်ဆေးဘူးနဲ့ထုကဖျက်ဆီးလိုက်ပါတယ်စောကြီးကြောင်ကမိသက်ဌာနကိုဖုန်းဆက်ပြီးအခြေအနေအားလုံးကိုစုံစမ်းနေပေမဲ့ဆက်သွယ်ရေးပြတ်တောက်ခါအခက်တွေ့နေရပြန်ပါတယ်ဆရာကြီးထဖမ်းနေတဲ့ဘဲတပွေကအုပ်ချုပ်ရေးခန်းထဲကိုဝင်လာပြီးခလုတ်တွေကိုရှောင်းနေပြန်ပါတယ်။ရှောက်ကလေးနေရင်တကားတွေဖွင့်တဲ့ခလုတ်ကိုတွေ့ကသူ့အဖွဲ့သားတွေကိုလမ်းပြောပါတယ်။ဘေးနားကလူတွေကလည်းအချင်းချင်းမြောက်ပိတ်နေကြပြီးတကားဖွင့်လိုက်ကအပြင်ကထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။အမျိုးသမီးတစ်ယောက်ကလည်းဖုန်းနဲ့ရသမျှပြင်သမျှကိုရိုက်နေပြီးအုံရောက်ရောက်လာကရှက်တာကိုချဖို့ပြောပါတယ်။မကောင်းဆိုးဝါးတကောင်ဟာတကားတွေကိုဖျက်ဆီးဝင်လာပြီးပါဇက်ကနေရှာနဲ့တူတဲ့အရာကနေတဆင့်လူတွေကိုတိုက်ခိုက်ကအာဟာရတွေကိုစုပ်ယူနေပါတယ်။ပြေးတဲ့လူတွေကပြေးနေပြီးတွေးလန့်ပြီးပြေးမရတဲ့ဆရာသမားနှစ်ယောက်ကတော့ကဲကြဖို့ကိုသာအကူကြီးတောင်းနေရပါတယ်။အဲ့ဒီအချိန်ဂျားကနေအုံရောက်ကမိသက်ဆေးဘူးနဲ့ဝင်တိုက်ခိုက်ခါမကောင်းဆိုးဝါးကြီးကိုအပြင်ကိုတဖြည်းဖြည်းနဲ့တွန်းပို့နေပါတယ်။စက်တာကိုသွားပိတ်ဖို့ကိုလည်းပြောနေပြီးဟိုဘဲကတော့လမ်းပြီးကရုံကရင်နဲ့ပြေးပိတ်ပါတော့တယ်။မိသက်ဆေးဘူးကဆေးတွေကုန်ပြီးအုံညော့ကိုတိုက်ခိုက်တော့မဲ့အချိန်စောကြီးကြောင်ကခန္ဓာကိုယ်နဲ့ပြေးတိုက်ခိုက်ပြီးမကောင်းဆိုးဝါးကြီးကိုအပြင်ကိုတွန်းထုတ်လိုက်ပါတယ်။သူကိုယ်တိုင်လည်းအပြင်ကိုရောက်သွားပြီးတကားတွေပိတ်တော့မဲ့အချိန်အုံညော့ကအထဲကိုအမြန်လာဖို့လက်ကမ်းလိုက်ပါတယ်။ဒီလိုနဲ့အထဲကိုပြန်ရောက်လာကမကောင်းဆိုးဝါးကြီးရဲ့ရှာကလည်းတန်တကားကြားကနေဝင်လာပြီးစောကြီးကြောင်ကိုထိတော့မလို့ဖြစ်နေခဲ့ပါပြီ။အဲ့ဒီနောက်အကန့်အသတ်ကိုရောက်သွားတဲ့ရှာလည်းနောက်ကိုပြန်ဆုတ်သွားကမကောင်းဆိုးဝါးကြီးလည်းထွက်သွားပါတော့တယ်။အချိန်တွေအားလုံးငြိမ်သက်ပြီးရဲ့နောက်ထွက်ပြေးပုန်းချောင်သွားတဲ့လူတွေလည်းပြန်ရောက်လာကြပြီးတစ်နှစ်ထက်တစ်နှစ်အခွန်တွေတိုးကောက်ပြီးဒီတကောင်ကိုတောင်ရှင်းမပိတ်နိုင်လာဘူးဆိုကနိုင်ငံတော်ကိုအပြစ်တင်နေပါတယ်။အုံညော့ကလည်းတကောင်တည်းမဟုတ်ဘူးလို့ဆိုကအပြင်ကနေဖြစ်ပျက်နေတဲ့အရာတွေကိုပြလိုက်ပါတော့တယ်။တကယ်ပဲဘာတွေဖြစ်နေတာလဲမသိပေမဲ့လောကကြီးကအဆုံးသတ်ဖို့အချိန်ရောက်ပြီလို့အုံညော့ကပြောလိုက်ပါတော့တယ်။လေးလွှာကနေအပြင်ကိုကြည့်နေတဲ့ဟွန်းစုကလည်းမျက်စိရှိကအပြက်စီးတွေနဲ့အလောင်းကောင်တွေကိုမြင်ပြီးပြောင်းလဲကြီးရဲ့နမိတ်လက္ခဏာဖြစ်တဲ့နှာခေါင်းသွေးတွေကလည်းတားမရစီးမရစီးကြလာပါတော့တယ်။ဒီနေရာလေးမှာပဲအပိုင်းတက်ကပြီးဆုံး
သွားပါတယ်နောက်နေ့မှာတော့အပိုင်းနှစ်ကိုဆက်တင်ပေးပါမယ် like follow subscribe လေးလုပ်ပြီး comment တစ်ခုခုမှန်ပေးခဲ့ကြပါဦး share ပေးခဲ့ကြပါဦး